ဒီနေ့မှာ rocket ကြီးဆောက်ရမှာဖြစ်ပါတယ်ကျွန်တော်ခပါပဲဆော့နေရမှာပါ1 2 31 2 3အားမပါ1 2 3တော်ဗျာအဖွားခွေးကိုခေါ်လာလို့နောက်ပြီး all server တစ်ခုထည့်မယ် sticky piston တစ်ခုထည့်မယ်နောက်ပြီးရင်နောက်ဒီတော့မှာ1 2အဲ့လိုလေးချနောက်ပြီး all server တွေကိုပဲသူကပြန်ပြီးလိုက်ထားတယ်ပေါ့သိရမှာလား all server လေ Minecraft ဆော့တဲ့လူတွေကတော့တည်တယ်မဆော့တဲ့လူတွေကတော့မတည်ဘူးပေါ့နောက်ပြီးရင်သူအဲ့လိုမျိုးလုပ်ပြီးရင် piston တွေကိုလိုက်ချနော်ကျွန်တော်ညဆန်းတာတော်တော်ကြိုက်လို့ဆိုပြီးနှစ်ခါတော့လောက်လိုက်တယ်ဗျာလို့နောက်ပြီးရင်ရပြီဒီလောက်ပဲနောက်ပြီးရင်အောက်မှာကြိုက်တဲ့ဟာလေးထည့်လို့ရပါတယ်ကိုပါပေါ့နော်ကျွန်တော် flat and stick ပဲထားလိုက်တော့ဘာလို့လဲဆိုတော့ပြန်နေမီးနဲ့ပြန်လာဆိုတော့ okay စနေပြီအေးတက်လာကျွန်တော်အဲ့ဒါကိုပြောတာကဲတဒါအော်ဒါနဲ့ပြောဖို့မေးနေတာဗီဒီယိုလေးကိုကြည့်ပြီး like and subscribe လုပ်ပေးပါဘာလို့လဲဆိုတော့ကျွန်တော်ဗီဒီယိုရဖို့အတွက်အများကြီးစူးစမ်းနေတာအတွက်ပို့ပါကျွန်တော်ဗီဒီယိုမတင်တာနဲ့2ပတ်လောက်တော့ရှိနေပါပြီကဲအခုတော့တဒါ like and subscribe လုပ်ဖို့မေးရနဲ့တဒါ